ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တူရီမောင်ဆိုင် YouTube channel လေးမှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရဗျာနော်ကျွန်တော်အခုလာတင်ပေးရတဲ့ဗီဒီယိုလေးကတော့မနက်ဖြန်10ရက်6လ2026เนาะဗုဒ္ဓဦးနေ့အတွက်ကိုမဖြစ်မနေကြားရမယ်ဆိုရဲပတ်သီးလေးတွေမင်းရောလေးတွေနဲ့တကွက်ကောင်းလေးတွေကိုလာမျှောက်ပေးတဲ့ဗီဒီယိုလေးဖြစ်ပါရဗျာနော်ခုဗီဒီယိုလေးကိုမြင်တွေ့နေတဲ့အကိုမတူတယောက်ချင်းစီတိုင်းရလဲဗီဒီယိုလေးကိုမရင့်မကြော်ပဲပြီးဆုံးနိုင်အောင်ကြည့်ရှုပေးပါဗျာနော်ကဲကျွန်တော်ဒီနေ့အင်္ဂါနေ့နေကုန်စာအတွက်ကိုနော်လေးပတ်သီးကိုရီမာတွေကိုအားလုံးကိုကျွန်တော်ဘက်ကနေလေးပတ်သီးထုတ်ပေးထားကြတာပတ်သီးလိုက်ဆော့တဲ့ကိုရီမာတွေအားလုံးကတော့ရကြလိမ့်မယ်ပေါက်ကြလိမ့်မယ်လို့တော့ထင်ပါရဲ့ဗျာနော်ဒီတစ်ပတ်တော့ဗိုလ်ဒူးမကျော်ဇာတို့ပတ်သီးတစ်လုံးနဲ့မင်းရော၃ခွက်ကိုကျွန်တော်ကိုရီမာတွေအားလုံးကိုပေါက်ပေးစေတနာခြင်းနဲ့ကျွန်တော်ဘက်ကနေထုတ်ပေးထားတာဒီနေ့နော်6လေးဆိုပြီးတော့နော်ဇာတို့မွေးခွက်ကောနော်ဇာတို့ပတ်သီးရောနှစ်သီးစာကိုရီမာတွေအားလုံးရကြလိမ့်မယ်ပေါက်ကြလိမ့်မယ်လို့တော့ထင်ပါရဲ့ဗျာနော်နေတိုင်းပါလိုက်ထိုးတဲ့ကိုရီမာတွေအားလုံးကတော့နေတိုင်းပါရကြမှာပါဗျာနော်ကျွန်တော်ဗိုင်ဘာလေးကအဘန်းခံထားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုနော်ပေါက်ပေးစေတနာကြီးလွှမ်းမဲ့အကိုရီမားတွေအားလုံးကလည်းကျွန်တော်ဗိုင်ဘာဖုန်းနံပါတ်လေးကိုပဲ KP လေးလွှဲပေးပါဗျာနော်ခုဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ကိုမတူတယောက်ချင်းတိုင်းရလဲနော်စိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပြီးစီးပွားဥစ္စာဒီရလားကြီးပွားတိုးတက်ကြပါစေလို့ကျွန်တော်ဘက်ကနေဆုမကောင်တောင်းပေးလိုက်ပါရဗျာနော်ကဲအကိုရီမားတွေအားလုံးတော့ကိုမနက်ဖြန်နေထိုင်လေးတွေကိုသွားမယ်ဗျာနော်ကဲမနက်ဖြန်10ရက်6လ2026နော်ဗုဒ္ဓဦးနေ့တော့ကျွန်တော်ရဲ့ဝမ်းချင်းကတော့3.5အချိန်ပဲဖြစ်ပါရဲ့ဗျာနော် sorry ကျွန်တော်တို့လေးလုံးခွေလေးကိုရင်သွားမယ်ဗျာနော်မနက်ဖြန်တော့ကျွန်တော်ရဲ့လေးလုံးခွေလေးကတော့2409ခွေလေးပဲဖြစ်ပါရဲ့ဗျာနော်ကြားတဲ့ကိုရီမားတွေအားလုံးက comment လေးမှတ်ပြပါဗျာနော်မနက်ဖြန်10ရက်နေ့အတွက်ဗုဒ္ဓဦးနေ့အတွက်ကျွန်တော်ရဲ့အခွေလေးကတော့လေးလုံးခွေလေးကတော့2409ခွေလေးပဲဖြစ်ပါရဲ့ဗျာနော်ကဲပတ်သီးအနေနဲ့ကတော့3ညပတ်သီး5ပတ်သီးပါဗျာနော်ပတ်သီးအနေနဲ့ကတော့3ညပတ်သီး5ပတ်သီးပါကိုရီမားတွေအားလုံးဘက်ကလည်းကြိုက်နှစ်သက်ရကိုယူဆော့လို့ရပါတယ်ဗျာကဲပတ်သီးကိုဆော့ရတာများတယ်ကျွန်တော်မောင်ဆိုင်ရွေးပေးတဲ့မယောကနန်းလေးတွေကိုမှထိုးချင်ပါတယ်ဆိုတော့အကိုရီမားတွေအားလုံးတော့ကိုမယောကနန်းလေးတွေလာပြီဗျာနော်ကဲမယောကနန်းလေးတွေကိုလိုက်မှတ်ပေးထားပါဗျာနော်ငါးနဲ့ပတ်သက်တဲ့ဂျွေးကော့လေးတွေကတော့9 1 9 2 9 8 9 9ပဲဖြစ်ပါတယ်ဗျာနော်ငါးနဲ့ပတ်သက်တဲ့မယောကနန်းလေးတွေကတော့9 1 9 2 9 8 9 9ပဲဖြစ်ပါတယ်ဗျာနော်ကြာရင် comment လေးမှတ်ပေးပါဗျာနော်3ညနဲ့ပတ်သက်တဲ့မယောကနန်းလေးတွေကတော့3ည1 3ည2 3ည4 3ည9ပဲဖြစ်ပါတယ်ဗျာနော်3ညနဲ့ပတ်သက်တဲ့မယောကနန်းလေးတွေကတော့3ည1 3ည2 3ည4 3ည9ပဲဖြစ်ပါတယ်ဗျာနော်ကဲမနက်ဖြန်ဗုဒ္ဓဦးနေ့10ရက်နေ့ဗုဒ္ဓဦးနေ့စာအတွက်ကိုကိုရီမားတွေအားလုံးတကွက်ကောင်းထိုးခြင်းပါတယ်ဆိုတော့ကိုရီမားတွေအားလုံးတော့လည်းကျွန်တော်ဘက်ကနေတကွက်ကောင်းလေးထုတ်ပေးထားပါတယ်ဗျာနော်ကဲမနက်ဖြန်နော်ဗုဒ္ဓဦးနေ့အတွက်ကျွန်တော်ရဲ့တကွက်ကောင်းလေးကတော့1-3ပဲဖြစ်ပါတယ်ဗျာနော်ကြားတဲ့ကိုရီမားတွေအားလုံးက comment လေးမှတ်ပေးပါဗျာနော်မနက်ဖြန်ဗုဒ္ဓဦးနေ့အတွက်ကျွန်တော်ရဲ့တကွက်ကောင်းလေးကတော့1-3ပဲဖြစ်ပါတယ်ဗျာနော်ကဲကိုရီမားတွေအားလုံးကလည်းအခုဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ရှုနေရဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကို like လက်မလေးတယောက်ချက်နှိပ်ပြီးတော့အများမြင်အများတွေ့အောင်နော်အများပေါအောင် share လို့ရတဲ့နေရာမျိုးတွေဒီမှာ share ပေးပါမျှဝေလို့ရတဲ့နေရာမျိုးတွေဒီမှာမျှဝေပေးတော့ဗါလို့ကျွန်တော်ဘက်ကနေမြေတိုက်ရက်ခန့်အပ်ပါရဗျာနော်ကဲကျွန်တော်ဗီဒီယိုလေးကြည့်ရှုနေတဲ့တူတူချင်းမိတ်ဆွေအကိုမတူတူတယောက်ချင်းဒီတိုင်းလဲမနက်ဖြန်နော်ဗုဒ္ဓဦးနေ့မှာငွေတို့ပိုက်နိုင်ကြပြီးနော်အောင်မြင်မှုတွေစုခုနိုင်ကြပါစေဗျာနော်မင်္ဂလာရှိသောမင်္ဂလာနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဘက်ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါရဗျာနော်